ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လိန်ကိမ်မုံလှုပ်ပြမှာပဲဖြစ်ပါတယ်အတားကလည်းအီလေးနဲ့အရန်လေးကိုမှဆက်လို့ကောင်းပါတယ်ဟင်းဒီဟင်းရွက်စီ90မီလီနဲ့နွားနိုး150မီလီဂျုံမုံ100ဂရမ်နဲ့ကျူအနည်းလေးလုံးကိုရသမအောင်မွေပါမယ်ရှင်ကျူအကားလေးလုံးထက်ကိုတခြားလေးစွန်းနဲ့အပြာရည်သစွန်းထည့်ပေးပါမယ်ပြီးရင်ဒီလိုအမြုပ်ထွက်တည်းအထိခလောက်ပေးရပါမယ်ဒီလိုအနေထားလေးဆိုရပါပြီဆွနာကျူအနည်းနဲ့အခုခလောက်ထားတဲ့ကျိုးအကာကိုရောသမအောင်မွေပေးရပါမယ်အားချင်းနဲ့မမွေလိုက်ပါနဲ့နော်ကျိုးအမြုပ်တွေပျက်စီးသွားမှာဆိုလို့ပါဒါဆိုပန်းထဲထည့်ပြီးဖုတ်ဖို့လုပ်ပါမယ်ပန်းကိုအနက်ကြီးတယ်မထည့်ပါဘူးနိမ့်နိမ့်လေးပန်းကိုရွေးပြီးထည့်ပါမယ်ကိုကလိတ်ဖို့လုပ်မှာဆိုတော့လေတနာရီအကြာဖုတ်ပြီးနောက်လိတ်ကိမုံလိတ်ဖို့အစင်သင့်ဖြစ်ပါပြီရှင်ဒီနေ့အတိုင်းလိမ့်ပေးပြီးဆိုရင်သုံးဆောင်လို့ရပါပြီရှင်ဒီနေ့အတိုင်းလည်းလောက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ကြည့်ရှုအပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲနောက်ဝီဒီမှာထပ်တွေ့ကြမယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်